ခုတင်ပြမယ်သင်ခန်းစာကတော့ join and averaging path ကြောင်းဖြစ်ပါတယ် path တစ်ခုနဲ့တစ်ခုကို averaging ကိစ္စဖြစ်ပါတယ် illustrator ဖြင့်ပြုလုပ်ထားသော object အားလုံးဟာ path နဲ့ anchor point ဖြင့်တည်ဆောက်ထားတယ်ဆိုတာကိုသိကြပြီးပါပြီသို့ပါ၍ path တွေကိုဖန်တီးတိုင်းဆက်ထားပေးတဲ့ကိစ္စဆိုရင်မလဲမသွေရှိပါတယ်ဒီလိုမျိုး path တွေကိုတစ်ခုနဲ့တစ်ခုဆက်ပေးဖို့ join လုပ်ပေးဖို့ရာ command လုပ်ဆောင်တော့မယ်ဆိုရင် join ဆိုတာရဲ့ averaging ဆိုတာရဲ့သိထားရမယ်ဖြစ်တဲ့ဒီ output တွေကတည့်ရက်ကိုဇုံးချဲကြရအောင် output ကတည့်ရက်တစ်ခုရဲ့ bounding box ကို select လုပ်လိုက်မယ် anchor point ကိုထင်ရှားစွာမြင်နိုင်ဖို့အတွက်၎င်းတည့်ရက်ရဲ့ bounding box ကိုယာယီ hide လုပ်လိုက်ရန် view menu ထဲသို့ဝင်၍ hide bounding box ကိုရွေးလိုက်မယ်ယခုတည့်ရက်ပေါ်မှာ bounding box ကိုမတွေ့ရတော့ပါဘူး၎င်းတည့်ရက်အပေါ်ထိန်နာကတည့်ရက်ကိုကြည့်ကြရအောင်၎င်းတည့်ရက်ကိုကြည့်ရင်အစိပ်အပိုင်းတစ်ခုလို့ထင်ရတော့လေတည့်ရက်ကိုနှစ်ချမ်းချမ်းထားပါရဲ့အောက်ဘက်သို့ကလစ်ခောက်၍ရှေ့သွားရင်ခွဲထွက်လာမယ်တစ်ချမ်းကကြံနေခဲ့မယ်၎င်းနှစ်ချမ်းဟာတစ်ခုကိုတစ်ခုထိစပ်နေကြပါတယ်မူလအနေထားအတိုင်းပြန်ဆက်လိုက်မယ်အောက်ဘက်ချမ်းအရွက်ရဲ့ထိပ်နှစ်ဖက်မှာ anchor point နှစ်ခုရှိသလိုအပေါ်ဘက်အရွက်မှာလည်းထိပ်စွန်းမှာတစ်ခုစီရှိကြပါတယ်တည့်ရက်အခုံးမှာ anchor point တစ်ခုရှိနေသေးပါတယ် undo လုပ်လိုက်ရင်တည့်ရက်နှစ်ချမ်းစလုံးရဲ့ထိပ်ဆုံးရှိ anchor point တွေဟာတစ်ခုတည်းဖြစ်သွားပြီးထပ်သွားတဲ့ anchor point နှစ်ခုဟာတစ်ခုတည်းအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ် background ကို select မဖြစ်အောင် lock လုပ်ပြီးတော့ background ကို select အဖြစ်မနှောက်ယှက်တော့ပါဘူးနှစ်ခုထပ်ဆင့်နေတဲ့ anchor point နှစ်ခုကို select လုပ်မယ်ဆိုတော့ row selection 2နဲ့လုပ်လို့မရဘူး direct selection 2ကိုရရှိဖို့ကတော့ control key ကိုနှိပ်ရယာယီ direct selection 2ကိုပြည့်စီကတည့်ရဲ့ထိပ်ကို selection လုပ်မယ်ဒါဆိုရင်ထပ်နေတဲ့ anchor point နှစ်ခုဟာ select လုပ်မိမယ်ယခု object menu ကိုဖွင့်ရင် tag ထဲက join ကိုရွေးမယ်ဒါဆိုရင် anchor point နှစ်ခုဟာတစ်ခါတည်းဆက်သွားမယ်ထိုနည်းတူ၎င်းတည့်ရဲ့နှစ်ခုရဲ့အခြားတစ်ဖက်တွင် anchor point နှစ်ခုဟာထပ်နေပါတယ် control key ကိုဖြီးက select လုပ်မယ် object menu ထဲသို့ဖွင့်ပြီး tag ထဲက join ကိုရွေးလိုက်ရင် anchor point နှစ်ခုဟာဆက်သွားပြီးတစ်ခုတည်းဖြစ်သွားမယ်ဒါဆိုရင်အစိပ်အပိုင်းနှစ်ချမ်းဟာဆက်သွားပြီးတည့်ရတစ်ခုတည်းဖြစ်သွားပါပြီဒါကတော့ anchor point တစ်ခုနဲ့တစ်ခုကိုထပ်နေတာကိုဆက်ပြီး object တစ်ခုတည်းဖြစ်အောင်လုပ်ခြင်းဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ခုကတော့အောက်ဘက်ရှိတည့်ရကိုဇွန်းချဲမယ်၎င်းတည့်ရမှာလည်းအစိပ်ပိုင်းနှစ်ချမ်းဖြစ်ဖွဲ့စည်းထားပြီးအစွန်းဘက်မှာတော့ anchor point တစ်ခုနဲ့တစ်ခုထပ်ဆင့်နေပြီးအခြားတစ်ဖက်မှာတော့ anchor point ဟာမထက်နေပဲအကွာဝေးတစ်ခုအဖြစ်ဟနေပါရဲ့ဟနေတဲ့ anchor point တွေဆက်မိသွားရင်ဘာဖြစ်မလဲဆိုတာကိုကြည့်ကြရအောင်၎င်းအစွန်းရှိ anchor point နှစ်ခုဟာ direct selection 2နဲ့ select လုပ်မယ်ပြီးတော့ object menu ထဲသို့ဝင်ပြီးတက်ပြီးတော့ join ကိုရွေးမယ် illustrator က anchor point နှစ်ခုကိုမင်းကြောင်းနဲ့ဆက်ပေးတဲ့ပုံစံမျိုးလုပ်ဆောင်ပေးမယ်ဒီလိုသဘောမျိုးဆက်ပေးတာကိုမလိုချင်ဘူးဆိုရင် undo လုပ်ရင်မူလပုံစံမှာပြန်ထားမယ်ကျွန်တော်တို့က anchor point နှစ်ခုကို၎င်းတို့ရဲ့ကြားအမှတ်မှာစုံရင်ဆက်သွားပေးခြင်းမျိုးကိုအလိုရှိပါရဲ့ဆိုပါစို့တနည်းအားဖြင့်ပြောရရင်ယခုလက်နဲ့ anchor point နှစ်ခုကိုတွားရထည့်တဲ့ပုံစံမျိုးလိုပါရဲ့ undo လုပ်ရင်မူလအတိုင်းပြန်ထားလိုက်မယ်၎င်း point နှစ်ခုဆက်တဲ့ကိစ္စကို average လို့ခေါ်ပါရဲ့၎င်း anchor point နှစ်ခုကို direct selection နဲ့ select လုပ်လိုက်မယ် object menu ထဲသို့ဝင်ကပတ်ကိုရွေးပြီး average ကိုဝင်လိုက်ရင် average dialog box တစ်ခုကြာလာမယ်သူက average ဆက်ခြင်းကိစ္စဟာဝင်ရိုးကိုမူတည်၍၃မျိုးရှိတော့အလိုရှိတဲ့တစ်မျိုးကိုရွေးပြရမှာဖြစ်ပါရဲ့ horizontal အားဖြင့်လား vertical အားဖြင့်လားဒါမှမဟုတ်နှစ်မျိုးစလုံးလားဆိုတာကိုဖော်ပြပေးပါရဲ့ယခုကျွန်တော်တို့ board ကိုပဲကြည့်ကြရအောင်ဒီတော့ okay ကိုနှိပ်လိုက်မယ်ယခုပုံထဲမှာ anchor point အစွန်းနှစ်ခုဟာ၎င်းတို့ရဲ့အမှတ်နှစ်ခုကြားတစ်ခုနဲ့တစ်ခုထပ်ဆင့်ရရှိနေပါရဲ့၎င်းတို့ကိုဆက်ပြီးရင်တစ်ခုတည်းဖြစ်သွားအောင်ဆိုရင် object ထဲသို့ဝင်ပတ်ကိုရွေး၍ join ကိုနှိပ်ပါ shortcut key ဆိုရင် control G ဖြစ်ပါရဲ့ဒီမှာတော့ဒါအောင်မဆက်ချင်သေးဘူးဆိုတော့ join ထဲသို့မဝင်သေးပါဘူးထပ်ဆင့်နေတဲ့ anchor point တွေကိုပြန်လည်ဟသွားအောင် undo ပြန်လုပ်၍ဟနေတဲ့အတိုင်းပြန်ထားလိုက်မယ်ဒါဆိုရင်တပြိုင်နက်တည်းထပ်ဆင့်သွားပြီးတစ်ခုတည်းဆက်ပြအောင်ဆိုရင်တော့ keyboard shortcut ကနေ control alt shift J ကိုနှိပ်လိုက်ရင်တစ်ချက်တည်းနဲ့ဆက်သွားတဲ့အနေအထားမျိုးကိုရရှိစေမှာဖြစ်ပါရဲ့နောက်တစ်ချက်ကျွန်တော်တို့လေ့လာရင် horizontal အနေအထားနဲ့ဆက်တာမျိုး vertical အနေအထားနဲ့ဆက်တာမျိုးကိုလေ့လာကြည့်ကြရအောင်ပုံရဲ့အောက်ခြေရှိမြင်း6လိုင်းကိုလေ့လာကြမယ်ဘယ်ဘက်ရှိအစွန်းအားလုံးကို direct selection 2နဲ့ select လုပ်မယ်ညာဘက်မှာက select မလုပ်ထားဘူး၎င်း anchor point တွေရဲ့ဒီနေရာကိုဟိုဘက်ဒီဘက်နဲ့မမျှမတဖြစ်နေပါရဲ့ဒါကိုဖြားမြဒီနေရာမှာရှိနေတယ်ဆိုရင် vertical ကိုပဲရွေးပြရမယ်ဒါဆိုရင် horizontal ကိုအစမ်းရေးကြည့်ရင်เนาะဘယ်လိုဖြစ်သွားမလဲဆိုတာကိုကြည့်ကြရအောင်ဒါဆိုရင် object menu တွေသို့ဝင်ရင်ပတ်ကိုဝင်ရင် average ကိုရွေးရင်ပေါက်ကြလာမယ် horizontal ကိုရွေးရင် okay နေမယ်မင်းတွေအားလုံးရဲ့
ဟိုအမှတ် horizontal ကိုမြင်းချောင်းတွေအစပြုနေပါတယ်ဒါကိုမလိုချင်ဘူးဆိုရင်တော့ undo ပြန်လုပ်လိုက်မယ် direct selection နဲ့ select လုပ်ကြည့်မယ်ပြီးတော့ object တွေက pad ထဲသို့ဝင်ရင် average ကိုနှိပ်လိုက်ရင်ပေါက်ကျလာမယ် vertical ကိုရွေ့ okay နှိပ်ပါပုံနေမြင်ရသည့်အတိုင်းတွေ့မြင်ရပါမယ် anchor point တည်ရှိတဲ့နေရာကိုအလဲပေါ်ဟို vertical ကိုမှီ၍ anchor point တွေတန်းစီပေးသွားတာကိုတွေ့မြင်ရပါမယ်ဒီလှုပ်ဆောင်ချက်က average ကိုအသုံးပြု၍တန်းစီသွားရဲ့လှုပ်ဆောင်မှုဖြစ်ပါတယ်ဒီသဘောတရားမျိုးကိုပဲ Illustrator မှာအခြားသောအပိုင်းနဲ့အမိတ်ပေးလို့ရပါသေးတယ်ဘယ်ဘက်ရှိ anchor point တွေကို direct selection နဲ့ select လုပ်မယ်ပြီးရင် alignment menu ထဲသို့ဝင်၍ align horizontal left ကိုရွေးလိုက်ရင်ဘယ်ဘက်ချမ်းကိုအားပြု၍အားလုံးတန်းစီသွားမှာဖြစ်ပါတယ် Illustrator မှာအကြောင်းအရာတစ်ခုကိုလှုပ်ဆောင်ချက်အမျိုးမျိုးနဲ့လှုပ်ဆောင်ပေးနိုင်အောင်စီမံထားပါတယ်ဒီ align function တွေအကြောင်းကိုတော့လာမယ့်သင်ခန်းစာမှာပို့ချပေးမှာဖြစ်ပါတယ် Illustrator CF5 မှာတော့အစိပ်ပိုင်းတစ်ခုရဲ့ anchor point တွေကိုတစ်ခုတည်းဖြစ်အောင်လှုပ်ဆောင်ပေးနေတာမက control J ကိုနှိပ်လိုက်တာနဲ့ object နှစ်ခု anchor point နှစ်ခုဟာတစ်ခုတည်းဖြစ်သွားပါမယ်အပေါ်ဘက်ကသိရွက်ကိုကြည့်ကြရအောင်၎င်းဟာပတ်နှစ်ခုဖြစ်ပါတယ်တနည်းအားဖြင့် object နှစ်ခုဖြစ်နေပါတယ်၎င်းတို့ကို selection 2နဲ့ select လုပ်မယ် control J နှိပ်မယ်ဒါဆိုရင် CF5 ကထပ်ဆင့်နေတဲ့ anchor point တွေကိုသူတို့ဘာသာ automatic ရှာပေးပြီး anchor point တစ်ခုတည်းဖြစ်အောင်လုပ်ပေးပါလိမ့်မယ်